creative ဖြစ်တဲ့သူဖန်တီးမှုစွမ်းရည်ရှိတဲ့သူတယောက်ဖြစ်ဖို့ဆိုတာပကြီးဆွဲတက်เสียတချင်းရေးတက်เสียမလိုဘူးဆိုတာတင်သိပါသလားပြောင်းလဲမှုမြန်ဆန်လွန်တဲ့ဒီနေ့ခေတ်ကြီးမှာအရင်ကလည်းဒီလိုပဲလုပ်ခဲ့တာပဲဆိုတဲ့အတွေးခေါ်တစ်ခုတည်းနဲ့ရှေ့ဆက်လို့မရတော့ပါဘူးဒီနေ့မှာတော့လုပ်ငန်းခွင်ထဲမှာပိုပြီးစမတ်ကြကြနဲ့အောင်မြင်စေမဲ့ creativity skills အကြောင်းကိုလေ့လာကြည့်ရအောင် creativity နဲ့ innovation ပါကွာလဲလူတော်တော်များများမှားတတ်ကြတာက creativity နဲ့ innovation ကိုအတူတူပဲထင်နေကြတာပါတကယ်တော့ creativity ဆိုတာကအကြံဉာဏ်အသစ်နီးလန်းအသစ်ဘာတွေရှိနိုင်မလဲဆိုတဲ့ကတည်းကအတွေးခေါ်ပိုင်းဖြစ်ပြီး innovation ဆိုတာကတော့အဲ့ဒီထွက်လာတဲ့စိတ်ကူးကိုလက်တွေ့လုပ်ငန်းခွင်ထဲမှာတန်ဖိုးရှိတဲ့ရလဒ်ဖြစ်အောင်လုပ်လိုက်တဲ့ implementation အကောင့်ထဲပေါ်ခြင်းအပိုင်းဖြစ်ပါတယ်တနည်းအားဖြင့်စိတ်ကူးရင်ယုံတသက်မဟုတ်ပဲလက်တွေ့အလုပ်ဖြစ်အောင်ဖြည့်ရှင်းနိုင်မှတကယ် creativity ဖြစ်တာပါဒါဆိုအလုပ်ခွင်မှာဘာလို့ဒီစွမ်းရည်ကမရှိမဖြစ်လိုအပ်တာလဲဥပမာနှစ်ခုနဲ့ကြည့်ရအောင်ပထမဥပမာ marketing budget နည်းနေတဲ့အခါ traditional တွေလုပ်ဖို့ငွေမရှိရင်ကုန်ကျစရိတ်နေပြီးထိရောက်မဲ့ short video content တွေ social media challenge တွေဖန်တီးပြီးလူသိများအောင်လုပ်ပြတာမျိုးဒုတိယဥပမာဝန်ထမ်းနဲ့လို့ customer service ကြံ့ကြာနေတဲ့အခါ budget မရှိလို့ဝန်ထမ်းတိုးလို့မရရင်ခဏခဏမေးတဲ့မေးခွန်းတွေအတွက် fact video တွေ chatbot တွေကိုစနစ်တကျပြင်ဆင်ပြီးအချိန်ကုန်သက်သာအောင်ဖန်တီးလိုက်တာမျိုးပါဒါကြောင့်ကန့်သက်ချက်တွေကြားတဲ့ကဖြည့်ရှင်းနိုင်လို့ career growth ရာထူးတိုးတက်ဖို့အတွက်လည်းအများကြီးအထောက်အကူပြုပါတယ် creativity skills တိုးတက်အောင်ဘယ်လိုလေ့ကျင့်မလဲလက်တွေ့ကျတဲ့နည်းလမ်း၅ခုရှိပါတယ်တင်မေးခွန်းအမြဲမေးပါလုပ်နေကြအလုပ်တွေကိုမြင်ရင်တော့ဒီထက်ပိုမြန်အောင်ပိုကောင်းအောင်ဘယ်လိုပြောင်းမလဲဆိုပြီးအတွေးကိုစတင်မိညှိပေးပါနှစ် brainstorming များများလုပ်ပါအကြံဉာဏ်ထုတ်တဲ့အခါချက်ချင်းမဝေဖန်ပါနဲ့အကောင့်အဆိုးခွဲမနေပဲအကြံဉာဏ်တွေကိုများများထွက်အောင်အရင်ချရေးပါသုံးအခြားနယ်ပယ်တွေစီကကူးယူပါကိုယ့်လုပ်ငန်းထဲမှာပဲပိတ်တွေးမနေပါနဲ့ဥပမာ game တွေက point system ကိုဝန်ထမ်းတွေရဲ့ training ပိုင်းမှာအသုံးချတာမျိုးပေါ့4 mapping 3ပါစာရွက်အလယ်မှာခေါင်းစဉ်ကြီးရေးပြီးပတ်လည်မှာဆက်နေတဲ့ concept တွေကိုဖြန့်ထုတ်ရေးသားတာကအတွေးကိုပိုကျယ်ပြန့်စေပါတယ်ငါအမှားကိုမကြောက်ပါနဲ့စမ်းသပ်မှုအသစ်တွေမှာအမှားဆိုတာရှိမှာပဲအမှားလုံးမိမှာကြောက်နေရင်အကြံသစ်တွေဘယ်တော့မှထွက်လာမှာမဟုတ်ပါဘူးအနှစ်ချုပ်ပြောရရင် creativity skills ဆိုတာစိတ်ကူးရင်အိမ်မက်မက်နေဖို့မဟုတ်ပဲလက်တွေ့မြေပြင်ကပြဿနာတွေကိုအားကောင်းတဲ့ရှုထောင့်အသစ်တွေနဲ့ရင်ဆိုင်ကျော်လွှားနိုင်တဲ့အဖို့တန် soft skill တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အားလုံးလည်းနေ့စဉ်အလုပ်တွေထဲမှာနီးလန်းသစ်တွေနဲ့အစားထိုးရင်းပုံမတီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ creative professional တွေဖြစ်အောင်လေ့ကျင့်သွားကြရအောင်ဗျာအခုလိုစိတ်ဝင်စားစရာ career အကြံပြုချက် content တွေကိုဆက်ကြည့်ဖို့အတွက် like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာမေတ္တာဖြင့် Corporate Learning Institute